မင်းတို့ဒါဘာတွေလုပ်နေရတော့ဒါကငရဲပြီနော်ငရဲပြီမှာတော့မှဇက်နှိမ်ဇက်မြင့်နေကြည့်နေကြတာလားဒီမှာအကုန်လုံးကဒန်းတူတွေပဲဖယားကြီးကျွန်တော်တို့တွေနဲ့မနေနိုင်ဘူးကျွန်တော်ကဘာငရဲတွေများလှုပ်လိုက်လို့ကျွန်တော်ကငရဲပြီကိုပို့လိုက်ရတာလေကျွန်တော်ကနှက်ပြီသွားချင်တယ်အရှိမကြည့်ပါအောင်နှက်ပြီကိုမြင်တွေ့နေရတာဘလောက်ထိตายရလားပါလဲအဲ့ဒီမှာအရန်ချစ်စရာကောင်းတဲ့နှက်သမီးလေးတွေနေထိုင်ကြတာပဲမင်းတို့ငရဲပြီမှာနေပြီးတော့တောင်မှငရဲတွေထက်လုံနေတယ်ပေါ့လေအဲ့ဒါကိုများနှက်ပြီကပြန်ရောက်ချင်နေသေးတယ်ပေါ့ဖယားကြီးသူ့ကိုဒီကနေခေါ်ထုတ်သွားပါခေါ်ထုတ်သွားပါသူသာဒီမှာရှိနေသေးရင်ကျွန်တော်တို့နေရတဲ့ငရဲပြီက10စားလောက်ခံနေရတာဟုတ်ပြီဒါဆိုလို့ရှိရင်လာမင်းကိုလူပြီမှာပြန်လွတ်လိုက်မယ်မင်းရဲ့ဘဝတစ်ဘဝလုံးကမင်းကိုစာမွဲစစ်နေတာပါပဲအကယ်လို့မင်းကအဲ့စာမွဲစစ်တဲ့အချိန်မှာအောင်မြင်သွားပြီဆိုလို့ရှိရင်မင်းကိုနှက်ပြီပို့ပေးမယ်မဟုတ်ရင်တော့ပြန်ပြီးတော့မှငရဲပြီပဲလာရလိမ့်မယ်ဒီစကားကိုကြားပြီးတော့မှလာမင်းကတော့အယမ်းပျော့သွားခဲ့ပါတယ်။ရဲ့အနေငယ်အကြမှာတော့လာမင်းကစင်ရဲတဲ့မိသားစုတစုမှာမွေးဖွားခဲ့ပါတယ်။သူကလူဘဝမှာမွေးပြီးတဲ့အခါမှာတော့ဘုရားကသူ့ကိုစာမွဲဆန်းစစ်ဖို့အတွက်လူဘဝကိုလွတ်တာဆိုတာကိုတော့မေ့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူကလူဘဝမှာတော့သူ့ရဲ့မိဘနှစ်ပါးကိုပြုစုလုပ်ဆွေးခဲ့ပါတယ်။သူအသက်အရွယ်ကြီးလာတဲ့အခါမှာတော့ဒီနီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့လက်ထပ်ခဲ့ပါတယ်။သူမင်္ဂလာဆောင်ပြီးချင်းပဲမိဘနှစ်ပါးကဆုံးသွားခဲ့ပါတယ်။ဖះကိုအပြစ်တင်လို့ဘာမှရမှာမဟုတ်ဘူး။ကိုယ့်ရဲ့ကံကြမ္မာမှာဘယ်နေ့တည်ဆုံးရမလဲဆိုတာအဲ့ဒီအရာကိုဘယ်သူမှပြောင်းလို့မရဘူးလေ။ဒီလိုနဲ့ကိုလအကြာမှာနီနီကအရန်ကိုချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။အမလီသမီးနဲ့သားကမွေးထားတဲ့ကလေးလေးကနှစ်သမီးလေးနဲ့တူလိုက်တာ။လူကမွေးထားတယ်လို့တော့မထင်ရဘူး။အန်တီကဘာလို့ဒီလိုတွေပြောနေရတော့ကလေးဆိုတာအမေနဲ့အဖေနဲ့ပဲတူတာပဲလေဒီလိုနဲ့အရန်ချစ်စရာကောင်းတဲ့နတ်သမီးလေးနာမည်ကရွာတရွာလုံးမှာကြော်ကြားသွားခဲ့ပါတယ်ဒါကြောင့်မလို့သူကသူ့သမီးရဲ့နာမည်လေးကိုနတ်သမီးလေးလိုပဲထားလိုက်ခဲ့ပါတယ်ဒါပေမဲ့နတ်သမီးလေးကတလပဲရှိခဲ့ပါသေးတယ်သူတို့အိမ်မှာအောင်ဆိုတဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်ဦးလာမင်းရေရွာတရွာလုံးမှာစိုက်ပျိုးရေးအကောင်ဆုံးကဦးလာမင်းပဲခမရဲ့ဒီအလုပ်ကိုကြည့်ပြီးတော့မှအစိုးရကအရန်သဘောကျသွားတာဒါကြောင့်မလို့အလုပ်တစ်ခုလာကန်လန်းတာပါခမကရွာတိုင်းသွားပြီးတော့မှလယ်သမားတွေကိုစိုက်ပျိုးရေးအကြောင်းကိုသင်ပေးရမှာဖြစ်တယ်။အော်ဟုတ်ကဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်ကလည်းအလုပ်လျှောက်လာသေးတယ်လေဒီနေ့မှပဲအလုပ်သွားရတာပေါ့ဒါကတော့တော်တော်ထူးဆန်းတာပဲဟုတ်ကဲ့ပါဒါဆိုရင်မနေ့ပြန်အလုပ်ဆင်းပေးပါနော်ဒီလိုပြောပြီးတော့မှထူလူကားပြန်သွားခဲ့ပါတယ်နီနီရေငါဒီနေ့အရန်ပျော့တာပဲငါလွန်ခဲ့တဲ့နှစ်ကအလုပ်လျှောက်ထားတာလေအဲ့ဒါဒီနေ့မှရတယ်ကျမအထင်နဲ့တော့ဒီလိုမျိုးထူးဆန်းတဲ့အရာတွေပျော်ရွှင်စရာအရာတွေဖြစ်တာကကျမသမီးလေးကြောင့်ပဲသူဒီအိမ်ကိုရောက်လာတာနဲ့ခမည်းဘဝကတိုးတက်သွားပြီပဲနော်အခုချိန်မှာတော့ဦးလာမင်းရဲ့ဘဝကပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်နောက်နေ့မှာပဲအလုပ်ဆင်းခဲ့ပါတယ်လာနေငယ်တွင်းမှာပဲပတ်စံ့နေအများကြီးရှာခဲ့တဲ့အတွက်ကြောင့်မလို့သူတို့အိမ်ကိုတိုက်ရင်အပြန်စားဆောင်လိုက်ပါတယ်ဒါပေမဲ့ဒီနေ့အကြာမှာပြန်လေပြီးနီနီကကိုဝင်ရှိသွားခဲ့ပါတယ်မိမကြီးငါတို့အိမ်မှာဒီနဲ့သမီးလေးရောက်လာတာနဲ့ပဲငါတို့ဘဝပြောင်းလဲသွားပြီနော်ကြည့်ထားလိုက်နောက်တစ်ယောက်နဲ့သမီးလေးသာရောက်လာပြီဆိုလို့ရှိရင်ဒီရွာတရွာလုံးကိုငါတို့အုပ်စိုးလို့ရပြီဟာအဲ့လိုမတွေးပါနဲ့ကျမတို့ကဘယ်သူ့ကိုမှမအုပ်စိုးချင်ပါဘူးကျမတို့ဘဝမှာပဲပျော်ရွှင်မှုရှိရင်တော့ပါပြီဒီလိုနဲ့ပဲဒုတိယကလေးရတော့မယ်ဆိုပြီးတော့မှဦးလာမင်းကအယမ်းပျော်နေခဲ့တာပေါ့ကိုလာအကြမှာတော့နီနီကပြန်လေပြီးတော့ကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်အဲ့ဒီကလေးလေးကအယမ်းကိုအသားမဲပါတယ်ဒါကိုကြည့်ပြီးတော့မှဦးလာမင်းကအယမ်းဒေါသထွက်သွားခဲ့ပါတယ်ငါတနေကုန်အလုပ်ကိစ္စနဲ့အပြင်သွားနေရတာဒါကိုနေကအိမ်မှာနေပြီးတော့နောက်မီးလင်းနေတယ်ပေါ့လေဟုတ်လားနေကတော်သစ္စာဖောက်တဲ့ကောင်မပဲရှင်တာဘာတွေပြောနေတာတော့နေယူနေပြီလားအခုအမားကိုဖမ်းမိနေပြီပဲအခုလိန်တဲ့အရာတွေကိုမိနေပြီပဲနင်ကလည်းအသားဖြူတယ်ငါလည်းအသားဖြူတယ်ငါတို့ရဲ့ပထမကလေးကငါတို့ထထောင်မှာပို့ပြီးအသားဖြူတယ်အဲ့ဒါကိုဒီကလေးကဘယ်လိုများအသားမဲသွားတာတော့ငါကတော့သူ့ကိုငါကလေးအဖြစ်လုံးဝမတတ်မှတ်ဘူးသွားမယ်သမီးလေးအိမ်ပြန်မယ်ဒီလိုပြောပြီးတော့မှဦးလာမင်းကဒေါသအရန်ထွက်ပြီးတော့မှအိမ်ကိုသွားခဲ့ပါတယ်အိမ်ရောက်တဲ့အခါမှာလာမင်းကသူ့မိန်းမနီနီနဲ့ကလေးအငယ်ကိုရန်သူတယောက်လိုပဲဆက်ဆံခဲ့ပါတယ်သူတို့သားမီးနှစ်ယောက်ကတော့ဒီအိမ်မှာကျွန်းတယောက်သာလောက်ပဲရှိပါတယ်သားမီးနှစ်ယောက်ကတော့အပြင်မှာတဲလေးတစ်ခုစောင့်ပြီးတော့မှနေခဲ့ရတယ်။ဖြည်းဖြည်းနဲ့သမီးလေးတွေကအပြိုအရွယ်ရောက်လာခဲ့ကြတယ်။သမီးအငယ်ဖြစ်တဲ့အဖေကတော့နတ်အစောစီအဖေကိုလက်ဖေးတက်ခွဲယူလာခဲ့ပြီးပါတယ်။
ငါနင့်ကိုဘယ်နှခါပြောရမှာတော့နင်ငါအရှိမလာခဲ့နဲ့ဟဲ့ကျွန်းမနင့်ကလေးကိုဒီကနေခေါ်သွားစမ်းဒီလိုနဲ့ဒီနေ့ကပြေးလာပြီးတော့မှသူသမီးလေးရဲ့လက်ကိုကိုင်ပြီးတော့ဆွဲခေါ်သွားခဲ့ပါတယ်ဒီအချိန်မှာသမီးကြီးဖြစ်သူကဦးလာမင်းရှိကိုလာခဲ့တယ်ဖေသမီးကို1000လောက်ပေးပါအောင်သမီးတငယ်ချင်းတွေကိုပါတီပေးရမှာ1000ထဲနဲ့ဘာရမှာတော့ရော့9000ယူသွားအနီးနားမှာရှိတဲ့တက္ကသိုလ်မှာလည်းပါတီပေးလိုက်အဲ့ဒါမှလူတွေကသိကြမှာနင်ကငါသမီးဆိုတာလေဒါကိုအဝေးကနေနေပြီးဖွေးဖွေးကမြင်သွားခဲ့ပါတယ်ဒါကြောင့်သူမကအယမ်းစိတ်ညစ်သွားခဲ့တယ်ဒါကြောင့်သူ့အမေကိုပြောတယ်အမေရေအဖေကမမကိုကြတော့ကောင်းကောင်းမွန်ဆက်ဆံနေဒါပေမဲ့သမီးတို့ကိုကြတော့ဘာလို့ရန်သူလိုမျိုးဆက်ဆံတာတော့သမီးတို့ကဘာမားခဲ့လို့တော့ဘာမှအဲ့လိုမျိုးဖြစ်ခဲ့တာမဟုတ်ပါဘူးသမီးကအသားမဲတယ်မလားဒါကြောင့်သူကသမီးကိုခွဲခြားတာပါပြီးတော့သမီးကအမေပိုက်ထဲကနေမွေးဖွားခဲ့တာလေဒါကြောင့်မလို့အမေကိုလည်းသူကမုန်းနေတာပါတနေ့မှာတော့ဖွေးဖွေးကအိမ်ရှိမှလဲနေခဲ့ပါတယ်အဲ့ဒီအချိန်မှာအနာတရားဖြစ်နေတဲ့ရုံလေးတစ်ကောင်ကိုတွေ့ခဲ့ရတယ်ဒီလိုနဲ့သူမကရုံကိုစိတ်လိမ့်ပေးပြီးတော့မှအိမ်ထဲကိုပြန်လာခဲ့တယ်ရုတ်တရက်အဲ့ဒီရုံကနေနေပြီးတော့မှနတ်သမီးလေးတွင်ကိုပြောင်းလဲသွားခဲ့ပါတယ်နင်ကငါ့ကိုကူညီပေးခဲ့တယ်ဒါကြောင့်မလို့ငါနင့်ကိုမော်မိတ်ကက်တွေပေးပါမယ်ဒါကိုလိမ့်လိုက်မယ်ဆိုလို့ရှိရင်ငါလိုမျိုးပဲနေကအရန်လာသွားမှာဒါပေမဲ့တခုတော့သတိထားပါလာကွယ်ညမှာလုံးဝအပြင်ကိုမထွက်ပါနဲ့မဟုတ်လို့ရှိရင်ဘဝမှာဘယ်တော့မှသားရည်ဖြူတာကိုရမှာမဟုတ်တော့ဘူးဒီလိုပြောပြီးတော့မှနတ်သမီးလေးကပြန်သွားခဲ့ပါတယ်ဒါရီအကုန်လုံးကိုအဝေးကနေနေပြီးတော့မှဖွေးဖွေးရဲ့အမဖြစ်သူကတွေ့သွားခဲ့တယ်ဒီလိုနဲ့မော်မိတ်ကက်ကိုဖွေးဖွေးကလိမ့်လိုက်တာနဲ့ပဲနတ်သမီးလေးလိုအရန်လာသွားခဲ့ပါတယ်ဒီအမဖြစ်တဲ့နတ်သမီးလေးကလည်းထဲထဲကိုဝင်လာခဲ့တယ်ဖွေးဖွေးနင်ကငါထက်ကတော့အသားဖြူသွားပြီပဲနင်ဒီမော်မိတ်ကက်တွေဘယ်လိုရရလဲဆိုတာငါသိတယ်ငါ့ကိုလည်းမိတ်ကက်နည်းနည်းလောက်ပေးပါလားဟုတ်ပေးမှာပေါ့ဒီလိုနဲ့အမကြီးဖြစ်သူကလည်းမော်မိတ်ကက်ကိုလိမ့်လိုက်တဲ့အခါမှာတော့နှစ်ယောက်လုံးကနတ်သမီးလေးနဲ့တူသွားခဲ့ပါတယ်နှစ်ယောက်လုံးအမေဖေရဲ့အရှိရောက်လာတဲ့အခါမှာတော့ဦးလာမင်းကအရန်ကိုအံ့ဩသွားခဲ့ပါတယ်ဖွေးဖွေးနင်ကရုတ်တရက်ဒီလိုဘလို့ဖြူလာတာတော့ပြီးတော့သမီးကြီးနင်ကအရင်ကထက်တောင်ပို့ပြီးတော့မှတောက်ပနေတာပဲဖွေးဖွေးကလည်းကြားရတွေအားလုံးကိုအဖေဖြစ်သူကိုပြလိုက်ပါတယ်ရုတ်တရက်လအနေငယ်အကြာမှာတော့အကွယ်ညာတညမှာဦးလာမင်းကနှလုံးဖောက်ခဲ့ပါတယ်သမီးလေးရေငါ့ကိုအမြန်ဆုံးစေရုံကိုခေါ်သွားပါအဖေကလည်းအဖေတီးတဲ့အတိုင်းပဲလကွယ်ညမှာသမီးကအပြင်ထွက်ပြီးဆိုရင်အမြဲတမ်းအတွက်သမီးကသားမဲသွားမှာလေအဲ့တော့သမီးတော့မခေါ်သွားနိုင်ဘူးလို့ပြောပြီးတော့မှသမီးကြီးကသွားခဲ့ပါတယ်သူ့အဖေဒီလိုဒုက္ခရောက်နေတာကိုကြည့်ပြီးတော့မှသမီးငယ်ဖြစ်တဲ့ဖွေးဖွေးကတော့သူ့ကိုစေရုံခေါ်သွားခဲ့ပါတယ်ဆရာဝန်ကသူ့ကိုစေကူတာခဲ့တယ်သူကလည်းနေပြန်ကောင်းလာခဲ့တယ်ဦးလာမင်းကမျက်လုံးဖွင့်တဲ့အခါမှာတော့ဘေးနားမှာသမီးငယ်ရဲ့မိမရဲ့ရက်နေတာကိုတွေ့ခဲ့ရတယ်။သမီးငယ်ကတော့တစ်ဖက်ပြန်ပြီးတော့မှအသားမဲသွားတာကိုလည်းတွေ့ခဲ့ရတယ်။အခုချိန်မှာတော့ဦးလာမင်းကကိုအရန်ကိုနောက်တားရနေခဲ့တယ်။ငါတဘဝလုံးမှာမုန်းခဲ့တဲ့သူကပဲနောက်ဆုံးငါအတွက်အသုံးဝင်သွားတာပဲ။ငါကတော့ငရဲတွေဒီလောက်ထိလှုပ်ထားတာပဲ။တရားတော်ငါကိုခွင့်လွှတ်မှာမဟုတ်တော့ဘူး။အဲဒီချိန်မှာပဲရုတ်တရက်ဖယားကရောက်လာခဲ့တယ်။ဖယားကိုမြင်ပြီးတော့မှဦးလာမင်းကအကုန်လုံးသတိရသွားခဲ့ပါတယ်။သူဘာကိစ္စကြောင့်ဒီလူလောကကိုလာခဲ့ရတာလဲဆိုတာပါလမင်းရေမင်းတခါပြန်ပြီးတော့မှစာမွဲမှာကြာရှုံးသွားပါပြီအကြောင်းမင်းကငရဲပြည်ကိုပဲပြန်သွားရတော့မှာငရဲပြည်မှာလဲဘသူကမြင့်လဲဘသူကနှိမ့်လဲဆိုပြီးခွဲခြားခဲ့တယ်အခုလေလူပြည်မှာကိုယ့်ရဲ့သမီးနှစ်ယောက်ကိုခွဲခြားနေတာပေါ့ပြီးတော့ကိုမိမအပေါ်မှာလဲတန်တရားတွေဝင်ခဲ့တယ်ဖယားကြီးဖယားကပြတဲ့နယ်လေကျွန်တော်ကိုစာမွဲစစ်နေတာဆိုပြီးတော့ဖယားဆိုတာကစာမွဲကိုပြောပြီးတော့မှမစစ်ဘူးလူလောကမှာလာရာကိုကစာမွဲစစ်တာပါပဲစာမွဲဖြေရတဲ့အတူတူပါပဲဘလို့ပဲဖြစ်ဖြစ်မင်းသိမှာပါလူဆိုတာကဓမ္မတရားနဲ့အတူတူနေရတယ်ကိုကျင့်စာရိတ္တကောင်းမွန်ထားရတယ်ဒါပေမဲ့မင်းကမကောင်းတဲ့အရာတွေကိုလုပ်ခဲ့တယ်ဒီလိုပြောပြီးတော့မှဖယားကအဲ့ဒီနေရာကနေသွားခဲ့ပါတယ်ဖွေးဖွေးကလည်းပြန်လဲပြီးအသားဖြူသွားခဲ့ပါတယ်တဲ့နေငယ်အကြာမှာတော့ဦးလာမင်းကပြန်လဲပြီးတော့ငရဲပြည်ကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ငရဲပြည်မှာတရားမှမရှိတော့ပါဘူး။ကဖះကိုပြောတယ်။ဖះကြီးအရင်တစ်ခေါက်တုန်းကကျွန်တော်ကိုပြုစုတဲ့သူတွေပဲရောက်သွားခဲ့ကြပြီးတော့ငရဲပြည်တစ်ခုလုံးလွတ်နေတာပဲ။သူတို့တွေအားလုံးလဲစာမွဲဖြေဖို့အတွက်လူလောကကိုသွားခဲ့ကြရတာ။ဒါမဲ့သူတို့အားလုံးကစာမွဲအောင်သွားကြတယ်။ဒါကြောင့်သူတို့ကနက်ပြည်ရောက်သွားပြီလေ။ဒါကြောင့်အင်းတယောက်တည်းဒီမှာနေပြီးတော့အုပ်ဆိုးလိုက်တော့နောက်တစ်ခေါက်ပြန်ပြီးလူလောကသွားမှမင်းကိုစာမွဲစစ်မယ်